ရှိရှိတုန်းကပေါ့တောနက်ကြီးတစ်ခုမှာခြင်သေးတကောင်အိပ်ပျော်နေလေကြီးစုတိတက်တဲ့ကြွက်ငယ်လေးတကောင်ကအစာထွက်ရှာရင်အိပ်ပျော်နေတဲ့ခြင်သေးကြီးကိုမမြင်ပဲမျက်နာပေါ်မှာဖြတ်တန်းပြေးသွားလေဘာလို့ငါမျက်နာပေါ်ကတက်ပြေးရတာလဲဟုဒေါသကြီးကြီးနဲ့ပြောလိုက်ပြီးကြွက်ငယ်ကိုလိုက်ဖမ်းလေထိုအခါကြွက်ငယ်သည်တီးပြီးမှချမ်းသာပေးပါရန်ခြင်သေးကိုအကြိမ်ကြိမ်တောင်းပန်လေထို့ကြောင့်ခြင်သေးသည်ကြွက်ငယ်ကိုမတတ်ဖဲလွတ်လိုက်လေသည်အရှင်ခြင်သေး၏ကြီးစုကိုတနည်းမဖြစ်ဖြစ်အောင်ပြန်ဆက်ပါမည်ဟုပြောကတိတ်တိတ်လေးထွက်သွားလေခြင်သေးလေဒီလောက်သီးငယ်သောကြွက်ကငါ့ကိုဘလူကြီးစုဆက်နိုင်ပါလေဆိုပြီးပြုံးပြုံးလေးနေလေတနေ့သောအခါမုတ်ဆိုးတယောက်သည်တောအုပ်ထဲဝင်ပြီးပိုက်ကွင်းတစ်ခုကိုထောင်ထားခဲ့၏ထိုအခါခြင်သေးသည်မုတ်ဆိုးထောင်ထားသောပိုက်၌မိလေခြင်သေးသည်လွတ်အောင်အားဆိုင်၍ရုံးပါမလွတ်နိုင်ဖြစ်အော်ဟစ်ကြီးစုတိတက်သောကြွက်ငယ်ခြင်သေး၏အော်တာကြားသဖြင့်ဟာအရှင်ခြင်သေးအော်ဟစ်တာပါလားသူဘာလို့အော်နေရတာလဲဟုဆိုအလင်းအမြန်ပြေးသွားလေကြွက်ငယ်ရောက်လာတာနဲ့ပိုက်ကျိုးတို့ကိုမိမိ၏သွားငယ်ဖြင့်ကိုက်ဖြတ်ခါခြင်သေး၏အသက်ကေစေလိုက်လေထို့ကြောင့်ကြွက်ငယ်ကအရှင်ခြင်သေးတတ္တဝါတို့မိသည်မှာကြီးသည်ငယ်သည်မဆိုသာသူ့နေရာနဲ့သူအရေးပါအရာရောက်ပြီဟုဆိုကထာဝရမိတ်ဆွေခင်ပေါ်အဖြစ်တက်တက်လုံးနေသွားကြသည်